AA လက်ထက်ပထမဆုံးမွတ်စလင်အုပ်ချုပ်ရေးမှူးမျက်လုံးနဲ့အသားညိုညိုအရက်ခတ်နှိမ့်နှိမ့်နှင့်တာမန်ရိုးကျပုံစံရှိသောအသက်59နှစ်အရွယ်အမျိုးသားတဦးသည်ယခုအခါအာရခတပ်တော် AA ထိန်းချုပ်မှုအောက်ရှိမောင်တောခရိုင်ဘူးတီတောင်မြို့နယ်၏ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးရာထူးကိုတာဝန်ယူထားလေပြီသူ၏အမည်မှာဦးလာလာများဖြစ်သည်သူသည် AA ကပြန်လည်ဖွဲ့စည်းလိုက်သည့်အစိုးရအဖွဲ့တစ်တွင်အုပ်ချုပ်ရေးပိုင်းဆိုင်ရာရာထူးကြီးတစ်ခုကိုရရှိလာသည့်ပထမဆုံးသောမွတ်စလင်မျိုးသားများထဲမှတဦးဖြစ်သည်ရခိုင်အစိုးရအဆက်ဆက်လက်ထက်တွင်ဦးလာလာများသည်အစိုးရဝန်ထမ်းကျောင်းဆရာတဦးဖြစ်ချင်ခဲ့တော်လဲထိုဆန္ဒမှာအလံဝေးခဲ့ရသည့်အကြောင်းမှာ1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေအရမွတ်စလင်များသည်တိုင်းရင်းသားမျိုးနွယ်စုနှင့်နိုင်ငံသားဖြစ်ခွင့်အကန့်အသတ်များရှိနေခြင်းကြောင့်နိုင်ငံဝန်ထမ်းရာထူးကိုတရားဝင်ရယူခွင့်မရှိခဲ့ခြင်းဖြစ်သည်သို့သောပညာရေးကိုမျက်နှိုးတူပြီးတစ်ဆက်တန်းအထိပညာသင်ကြားခဲ့သောဦးလာလာများသည်ဘဝကိုအရှုံးမပေးခဲ့ပေ1985ခုနှစ်အသက်19နှစ်အရွယ်မှစတင်ကပြင်ပကျူရှင်ဆရာအဖြစ်ရပ်တည်ခဲ့သည်မောင်တောမြို့နယ်ဖဝန်းချောင်းကျေးရွာအောက်ဖြူမကျေးရွာနှင့်အလားကငန်ခူရတို့တွင်စုစုပေါင်း13နှစ်ကြာစာတင်ကြားခဲ့ပြီးရက်ရွာအကျိုးကိုတည်ပိုးခဲ့သည်ကျွန်တော်ကအစကကျောင်းဆရာလုပ်ခဲ့ပါတယ်အသက်19နှစ်ကတည်းကလုပ်ခဲ့တာပါနောက်ပိုင်းမှာတော့ရက်မိရက်ဖနေရာတွေမှာတာဝန်ယူတာတွေလုပ်ခဲ့ပါတယ်ဟုသူ၏အတိတ်ကိုပြန်ပြောင်းပြောသည်ရခိုင်ပြည်နယ်အတွင်းအာရခတပ်တော် AA နှင့်အာဏာသိမ်းစစ်တပ်တို့တိုက်ပွဲများပြင်းထန်လာချိန်2018ခုနှစ်ဝန်းကျင်မှစ၍ဦးလာလာများသည်နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်လာခဲ့သည်သူသည် AA နှင့်ပူးပေါင်းကဘူးတီတောင်မောင်တောဒေသရှိမွတ်စလင်များကိုတော်လှန်ရေးဘက်သို့ပါလာရန်စီယုံလှုံ့ဆော်ခဲ့သည့်ခေါင်းဆောင်တဦးဖြစ်လာခဲ့သည် AA မွတ်စလင်စီယုံရေးအဖွဲ့ထို့နောက်ရမီရက်ဖဂျူရီအဖွဲ့တို့တွင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်ယခု2025ခုနှစ်ဩဂုတ်လတွင်အာရခပြည်သူ့တော်လှန်ရေးအစိုးရကသူ့ကိုဘူးတီတောင်မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ်တရားဝင်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ကျွန်တော်တို့လူမျိုးတွေကိုစစ်ကောင်စီအုပ်ချုပ်တဲ့အခါမှာပညာရေးဌာနကနေစပြီးအုပ်ချုပ်ရေးတွေမှာရောဘယ်တော့အခါမှဝန်ထမ်းတွေကိုတာဝန်ခန့်အပ်ခဲ့တာမရှိပါဘူးကျွန်တော်တို့ကနိုင်ငံသားအခွင့်အရေးလည်းမရပါဘူးဘယ်တော့အခါမှဘူးတီတောင်မြို့နယ်မှာမွတ်စလင်လူမျိုးကတာဝန်ထမ်းဆောင်နိုင်တာမရှိပါဘူးအခုကတော့တပ်တော်ကခန့်အပ်ပေးထားပါတယ်ဟုဦးလာလာများကဂုဏ်ယူစွာပြောဆိုသည်ရခိုင်အစိုးရလက်ထက်တွင်မွတ်စလင်များနေထိုင်သည့်ကျေးရွာများကိုရခိုင်လူမျိုးများကသာအုပ်ချုပ်ရေးနေရာယူ၍အုပ်ချုပ်စေခဲ့တော်လဲ AA ကမွတ်စလင်ကျေးရွာများတွင်မွတ်စလင်လူမျိုးများကိုသာနေရာပေး၍အုပ်ချုပ်စေသည်ဟုလည်းမွတ်စလင်များဘက်မှသိရသည်အာရခတပ်တော် AA သည်2024ခုနှစ်အတွင်းဘူးတီတောင်နှင့်မောင်တောမြို့နယ်တို့ကိုအပိသက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်2025ခုနှစ်မှစတင်ကအုပ်ချုပ်ရေးရန်ရာများကိုအစိုးရသစ်ပုံစံဖြင့်လည်ပတ်လျက်ရှိသည်ဤအပြောင်းလဲတွင်ထူးခြားချက်မှာမွတ်စလင်လူမျိုးများကိုလည်းအုပ်ချုပ်ရေးကဏ္ဍတွင်နေရာပေးလာခြင်းဖြစ်သည်လက်ရှိမောင်တောခရိုင်တွင်ကျေးရွာအုပ်ချုပ်ရေးမှသည်ခရိုင်အဆင့်ထိတာဝန်ထမ်းဆောင်နေသောမွတ်စလင်ဝန်ထမ်းဦးရေ9,300ခန့်ရှိသည်ဟုသိရသည်ယင်းတို့သည်အာရခပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန Bloods ဒီလိအထွေထွေအုပ်ချုပ်ရေးနှင့်ထောက်လှမ်းရေးအပါအဝင်ဌာနအသီးသီးတွင်တာဝန်ယူနေကြသည်အာရခတိုင်းပြည်မှာလူမျိုး8မျိုးရှိပါတယ်အဲ့ဒီထဲမှာဝန်ထမ်းအသီးသီးမှာလက်နက်ကင်တပ်ဖွဲ့တွေမှာရောအုပ်ချုပ်ရေးအဖွဲ့တွေမှာရောတာဝန်ထမ်းဆောင်ကြပါတယ်ဘူးတီတောင်မှာရောမောင်တောမှာရောကတိုက်နယ်တွေမျိုးနယ်တွေမှာပါတာဝန်ထမ်းဆောင်နေကြတဲ့မွတ်စလင်တွေများပါတယ်ထောက်လှမ်းရေးတပ်မှာလည်းကျွန်တော်တို့မွတ်စလင်တွေပါပါတယ်ကျွန်တော်တို့ကိုဌာနဆိုင်ရာအသီးသီးမှာတာဝန်ထမ်းဆောင်နေပါတယ်ဟူဒွပ်ဆာတွင်တာဝန်ထမ်းဆောင်နေသည့်အသက်18နှစ်အရွယ်မွတ်စလင်လူငယ်တဦးကလည်းဆိုသည်ရခိုင်က AA ပေါ်မွတ်စလင်အတိုင်းဝိုင်း၏ထောက်ခံမှုမှာ90%ခန့်သာရှိခဲ့တော်လဲလက်ရှိတွင် ULA AA အစိုးရ၏ခွဲခြားမှုမရှိသောမူဝါဒများကြောင့်ယုံကြည်မှုပိုမိုမြင့်တက်လာကြောင်းဦးလာလာများကသုံးသပ်သည်ရခိုင်ပြည်သည်ရခိုင်လူမျိုးများသာမကအခြားမျိုးနွယ်စုများပါအတူရှင်တွဲနေထိုင်ရမည့်နေရာဖြစ်သည့်အတွက်ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်ဟုလည်းသူကခံယူထားသည်ရည်ရွယ်ချက်ကတော့ရခိုင်မှာရခိုင်တမျိုးတည်းနေမှာမဟုတ်ပါဘူးကျွန်တော်တို့လည်းနေမှာပါအဲ့ဒါကြောင့်ကျွန်တော်တို့မှာလည်းတာဝန်ရှိပါတယ်ဟုဦးလာလာများကနိုင်ငံသားတဦး၏တာဝန်သိစိတ်ဖြင့်ပြောလိုက်သည်